ရှင်လုကာ15ထဲမှာမြင်ရတဲ့ပျောက်တော်သားဟာအဖေရဲ့အမွေကိုတောင်းပြီးတော့အဖေနဲ့အဝေးဆုံးကိုထွက်သွားတာဖြစ်တယ်ဆိုတော့အဖေနဲ့ဝေးလေလေဒုက္ခပြဿနာနဲ့နီးလေလေဖြစ်ပါတယ်စိုးရင်ခြင်းနဲ့နီးလေလေမျက်နာငယ်ခြင်းနဲ့နီးလေလေစိတ်တကြခြင်းနဲ့နီးလေလေမျောလင့်ချက်မဲ့ခြင်းနဲ့နီးလေလေအနာဂတ်ပျောက်ခြင်းနဲ့နီးလေလေဆိုတော့အပိုက်ငယ်ဆက်ခွင်အောက်ကိုပြန်ဖတ်တဲ့အခါမှာပျောက်တော့သားကငါအပြစ်ရှိတယ်လို့မြင်လိုက်တဲ့အချိန်မှာသူချလိုက်တဲ့ဆုံးဖြတ်ချက်တစ်ခုကဘာပဲဖြစ်ဖြစ်အဖေစီကိုငါရအောင်ပြန်မယ်ဟာလေလုယာအဖေစီကိုရအောင်ပြန်လာတဲ့အခါမှာအဖေစီကိုပြန်လာတဲ့ခြေလှမ်းတစ်လှမ်းနှစ်လှမ်းတိုင်းကအဖေရဲ့ကောင်းကြီးအဖေရဲ့ကြွယ်ဝခြင်းနဲ့တဖြည်းဖြည်းနဲ့နီးလာတာဖြစ်တယ်ဒီလိုနဲ့လှမ်းလာတဲ့အခါမှာပျောက်တော့တာကအရင်မမြင်မဲနဲ့အဖေကသူ့ကိုအဝေးကနေအရင်မြင်ပြီးတော့နှွေးထွေးစွာနဲ့အဖေကကြိုးဆိုပေးတာဖြစ်တယ်အဖေကဘာကိုပုံဆောင်တယ်လဲဖယားသခင်ကိုပုံဆောင်တာဖြစ်တယ်မိတ်ဆွေဟာလေလုယာဖယားသခင်ရဲ့မျက်မှောက်တော်တဲ့ကနေကျွန်တော်တို့ဝေးနေပြီဆိုရင်ဒုက္ခပြဿနာနဲ့နီးလေလေဖြစ်ပါတယ်စိုးရင်ခြင်းနဲ့နီးလေလေအမျက်နှာငယ်ခြင်းနဲ့နီးလေလေပူပန်ခြင်းနဲ့နီးလေလေအတွေးပေါင်းထောင်သောင်းများစွာနဲ့နီးလေလေယူပါယုံနဲ့ဝေးလေလေဖြစ်ပါတယ်အိမ်မက်တွေဝေးလေလေစိတ်တကြခြင်းနဲ့ပြေးလာနေတယ်ဒါပေမဲ့မျက်မှောက်တော်နဲ့ဝေးပြီးတော့နော်အလုတ်ထဲမှာအချိန်ကုန်ပြီးတော့ဖယားကိုအချိန်မပေးနိုင်ရလောက်အောင်ဖြစ်နေပြီးအပြစ်နွန်ထဲမှာနစ်မွန်းနေပြီးကိုတောင်ခွတ်မလွတ်နိုင်ရလောက်အောင်ဖြစ်တော်ညာလည်းပဲမိတ်ဆွေခွန်အားပေးခြင်းနဲ့တော်တာကဲတော့ရှိတဲ့အရက်ကနေဒီညပဲအခုချိန်ပဲစတင်ဒူးထောက်ပါဟာလေလုယာမျက်မှောက်တော်ထဲမှာစတင်ဒူးထောက်လိုက်တဲ့အချိန်မှာကိုတော်လို့နှလုံးသားနဲ့ပြန်လဲခေါ်လိုက်တဲ့အချိန်မှာပဲဘုရားသခင်ကအဝေးကနေဟာလေလုယာသူ့အဖေကဟမ်းပြီးတော့ကြိုးဆိုပေးတယ်လို့မျက်မှောက်တော်ထဲမှာဘုရားသခင်ရဲ့ထွေးပွေခြင်းတွေဘုရားသခင်ရဲ့စကားပြောခြင်းတွေဟာလေလုယာလောကအရာကမပေးနိုင်တဲ့လောကကမပေးနိုင်တဲ့ငြိမ်သက်ခြင်းတွေဝမ်းမြောက်ခြင်းတွေကိုအသစ်တစ်ဖန်ခံစားရမှာဖြစ်တယ်ဟာလေလုယာအကြောင်းမိတ်ဆွေဘုရားသခင်ကတင့်ကိုဒီလောကမှာဒီလိုပဲစိတ်တကြပြီးတော့ဘဝကိုအရှုံးပေးဖို့ရတဲ့သင်ကိုဖန်ဆင်းတာလုံးဝမဟုတ်ဘူးဟာလေလုယာဘုရားသခင်ကသင်ကိုကောင်းကြီးပေးဖို့သင်ကိုမေတ္တာပေးဖို့သင်အားဖြင့်ဘုရားဘုန်းတော်သင်ရှာဖို့သင်အားဖြင့်အသင်းတော်တွေကောင်းကြီးဖြစ်ဖို့သင်အားဖြင့်ပတ်ဝန်းကျင်ကောင်းကြီးဖြစ်ဖို့ဘုရားသခင်သင်ကိုရွေးချယ်ထားတာကောင်းကြီးပေးထားတာဖြစ်တယ်ဒါကြောင့်အဲ့ဒီအကျံစီတွေနဲ့မဝေးချင်ဘူးအဲ့ဒီအကျံစီတွေဟာသင်အပေါ်